လုံးမင်္ဂလာပါခင်ဗျာအခုလောလောဆယ်မှာဂျော့ချူဝဘနဲ့ပွဲဖြစ်ဖို့ရေပန်းစားနေသောဖိုက်တာ3ယောက်ရှိပါတယ်ပထမတစ်ယောက်ကတော့ပူပူနွေ့နွေ့ချန်ပီယံကပတ်လွတ်ပေးလိုက်ရတဲ့ပန်ဒိုဂျာပဲဖြစ်ပါတယ်ပန်ဒိုဂျာကတော့လက်တံရထားတာကြောင့်ပွဲဖြစ်ဖို့အလားလာနည်းနေပါသေးတယ်ဒုတိယတစ်ယောက်ကတော့ဂျပန်ဖိုက်တာတက်ဆူရိုတိုင်ယာပဲဖြစ်ပါတယ်တက်ဆူရိုတိုင်ယာကဘန်နဲ့တော့ပွဲဖြစ်မယ်ဆိုရင်နေရာမရွေးပါဘူးဘယ်နေရာဖြစ်ဖြစ်ကျွန်တော်ကတော့အသင့်ပါပဲလို့ပြောသွားခဲ့ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ရိုင်ဘယ်ကိုပထမရှိမှာအလဲထိုးသွားတဲ့မာနယ်ကပ်ပဲဖြစ်ပါတယ်မာနယ်ကပ်ကတော့ဘန်ကိုလေတိုက်ဆုံးဖိုက်တာပဲဖြစ်ပါတယ်ဘယ်လောက်ထိလေတိုက်တယ်လဲဆိုရင်သူ့ကိုသူငါကမင်းဒယ်ဒီမှာမင်းကိုသေးခံလဲပေးမယ်မင်းကိုကလေးတယောက်လိုပဲပြင်းပြမယ်ဆိုပြီးလေတိုက်ထားပါတယ်ကဲပြိသက်ကြီးတော့ဒီ3ယောက်မှာဘသူကချန်ပီယံစိန်ခေါ်ခွင့်ရမယ်ထင်လဲဗျအောက်ကကွန်မန့်လေးမှာတစ်ရှစ်ခံမှန်းပေးတော့ကြပါအောင်ဗျာအထူးကျေးဇူးတင်ရှိပါ